မင်္ဂလာပါဒီနေ့ဆရာမတို့ unit 8ကိုဆက်ပြီးတော့သွားမယ်နော်ရှေ့ရက်မှာ lesson 4 ထိပြီးသွားပြီဆိုတော့ဒီနေ့ lesson 5ဆက်သွားမယ် lesson 5 how old are you how old are you ဆိုတာကမင်းအသက်ဘယ်လောက်ရှိပြီလဲလို့ပြောတာနော် listen and say နားထောင်ပြီးတော့လိုက်ပြောကြည့်မယ်ကဲဒီမှာအသက်ကိုမပြောခင်မှာအရင်ဦးဆုံးနာမည်လေးတွေကိုအရင်ဖတ်ပြမယ်နော်အေးဒီပထမပုံလေးမှာအင်ကြီးအစိမ်းရောင်လေးနဲ့ကမလေးကနာမည်အေးသူ့ရဲ့အသက်က I'm 5ဆိုတာကသူ့အသက်က9နှစ်ပါလို့ပြောတာနော်ပြီးတော့ဒီဘက်ကထွန်းထွန်းကအသက်ဘယ်လောက်လဲဆိုလို့ရှိရင်အောက်က I'm 6ဆိုတော့အသက်6နှစ်ဒီဘက်ကဇဇာကအသက်ဘယ်လောက်ရှိလဲဆိုတော့ I 7ဆိုတော့အသက်9နှစ်နော်ကဲဒါလေးတည်သွားပြီဆိုရှင်ဒီဘက်ကိုကြည့်ရအောင် How old are you ပြန်ဆိုမယ် How old are you မင်းအသက်ဘယ်လောက်ရှိပြီလဲတဲ့ကဲတယောက်ကကို how old are you လို့ပြောလို့ဆိုလို့ရှိရင်မင်းအသက်ဘယ်လောက်ရှိပြီလဲလို့ကိုမေးရင်ကိုဘယ်လိုပြန်ဖြေမှာလဲကိုကအသက်9နှစ်ဆိုလို့ရှိရင်တော့ I'm 5အသက်9နှစ်ဖြစ်တယ်ဆိုရင် I'm 6နှစ်ဖြစ်တယ်ဆိုလို့ရှိရင်တော့ I'm 6နော်9နှစ်ဖြစ်တယ်ဆိုလို့ရှိရင်တော့ I'm 7ဒီနေရာမှာ I'm 5ဆိုတာကဒါအေးဖြည့်တယ်ဖြစ်မှာပေါ့နော်အေးဖြည့်တာ I'm 5ကဲလို့ထွန်းဖြည့်တယ်ဆိုသူဘယ်လိုဖြည့်မှာတော့ I'm 6စစားဖြည့်တယ်ဆိုလို့ရှိရင် I'm 7ဖြစ်မှာပေါ့နော်ကဲအောက်က as an answer မေးမယ်ဖြည့်ကြည့်မယ်ဒါဟုတ်ပြီဒီမှာနမူနာစကြောင်းလေးပြထားတယ်လိုက်ဆိုကြည့်ရအောင် how old are you မင်းအသက်ဘယ်လောက်လဲနည်းနည်းမြန်လေးပြောမယ်နော် how old are you မင်းအသက်ဘယ်လောက်လဲ I'm 6ကျွန်မအသက်6နှစ်ပါတဲ့ကဲဒါဆိုရှင်ကလေးတို့ရောဇမက how old are you လို့မေးရဲဆိုရှင်ကလေးတို့ဘယ်လိုဖြေမှာလဲကလေးတို့အသက်က9နှစ်ဒါမှမဟုတ်10နှစ်ဒါမှမဟုတ်10နှစ်ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့အသက်ကိုမူတည်ပြီးတော့ကိုကအသက်9နှစ်ဆိုလို့ရှိရင်တော့ကလေးတို့ရဲ့အသက်က9နှစ်ဆိုတော့ I'm 7ဖြစ်ပဲနော်အသက်က6နှစ်ဆိုတော့ I'm 6အသက်က9နှစ်ဆိုရင် I'm 5ရမလားရမယ်နော်ကဲအဲ့ဒါဆိုရှင်ဒီဘက်က practice တကယ်ချင်းနေအချင်းချင်းအမေးဖြေလေးလုပ်ကြည့်ရအောင်ကဲကိုတငယ်ချင်းချင်းမေးကြည့်မယ်နော် how old are you မမေးတာလဲမင်းအသက်ဘယ်လောက်လဲတဲ့နော် how old are you မေးကြည့်မယ်နော်တငယ်ချင်းကိုမေးကြည့်မယ် how old are you I အသက်ဘယ်လောက်ဖြစ်မလဲသူဖြေမှာပေါ့နော်ကိုကိုလည်းသူများက how old are you မေးလို့ဆိုရင်ကိုဘယ်လိုပြန်ဖြေမှာလဲ I'm တကယ်လို့ကိုအသက်က6နှစ်ဆိုတော့ I'm 6အဲ့လိုမျိုးဖြေကြည့်နော်အဲ့လိုမျိုးပြောကြည့်မယ်နော် okay